ဒီနေ့ဖုန်းနဲ့ဗီဒီယို edit လုပ်တဲ့အနေနဲ့တခုဆွဲမယ်နော် VN editor ဆိုတော့အဲ့ဒါလေးကိုPlay Store မှာကိုကနေ Play Store သွားပြီးတော့မှာ Play Store သွားပြီးတော့အဲ့မှာ Play Store မှာဒီ VN video editor ဆိုရရလေးပေါ်လာလိမ့်မယ်နော် Play Store မှာရိုက်လိုက်မယ် VN video editor ဆိုတော့ခွင့်မှာရရလေးပေါ်လာပြီအဲ့ဒါလေးကိုရင် download ဆွဲလိုက်မယ်ဆွဲပြီးဆိုလို့ရှိရင်အပေါ်မှာစာရိုက်မယ်ရိုက်ပြီး VN ဆိုပြီးရတယ်ကျွန်တော်ဆွဲပြီးဆို open လုပ်ပါအဲ့မှာဖွင့်လိုက်ဖွင့်ပြီးတော့လို့ရှိရင်တော့မှာ plus sign လေးရှိတဲ့အောက်မှာအဲ့ဒါနှိပ်လိုက်ပြီးလိုက်ရင်ဒီမှာ new project ဆိုပေါ်လာတယ်နော်ကတိလေးနဲ့ new project ဆိုပေါ်လာပြီအဲ့ကိုတစ်ချက်ဝါပြလိုက်နှိပ်ပြီးအဲ့မှာကိုကြိုက်တဲ့ဥစ္စာဒါတော့သူ clip တစ်ခုပေါ်စတုပ်ဆိုလဲစတားလေးနဲ့အဲ့မှာဘယ်ဘက်ချမ်းမှာကဒီညာဘက်ချမ်းမှာ subtitle တဲ့စာတန်းထိုးကိုကျွန်တော်ကဒီပထမဦးဆုံးအရှင်ကတ်ကိုရွေးပြီးတော့အဲ့ဒီနေရာမှာတော့ဟိုမှာက4 line ပြင်မှတ်ထားရင်ရပြီပေါ့တော့ပေါ်ဆုံး line ကအတန်ပြီးရင်စာပြီးရင်ဓာတ်ပုံအဲ့ဒါနောက်ဆုံးအောက်ဆုံး line မီဒီယာဗီဒီယိုပေါ့အဲ့ဒါကိုကြိုက်တဲ့ဟာရွေးယူလို့ရတယ်ပြီးရင်အဲ့မှာအဲ့ဒီကိုထဲမှာဓာတ်ပုံဗီဒီယိုတို့ကိုတွားပြီးတော့မှရွေးလိုက်ရွေးပြီးဆက်ပေးလိုက်အောင်ပါပြီးရင်ဒါဆိုလို့ရှိရင်ဒါစိတ်ကြိုက်ပြင်လို့ရတာပေါ့ကျန်တဲ့အပိုင်းနဲ့ဒီ filter တွေဒီ effect တွေ splitter တွေရတော့နောက်မှဟောဖြစ်ပြီမယ်နိသူကဒီပထမဆုံးအလွယ်မှတ်တာပေါ့တော့ဒီအပေါ်ဆုံး line ကဒီmusic shape လေးနဲ့ပေးထားတာကဒီပေါ့အတန် line ပြီးရင်အောက်ကစာ line ပြီးရင်ဓာတ်ပုံ line ပြီးရင် video line ပေါ့အဲ့ဒါရပြီအဲ့ဒါလောလောဆယ်ကိုဒီမှာ clip တစ်ခုယူလိုက်တဲ့ထိတ်ကနေယူပြီးရင်မှာအကုန်လုံးပြင်ပြီးသွားပြီဆိုတော့သူ export ထုတ်တဲ့နေရာကိုရောက်ရင် export ကိုနှိပ်လိုက်ဒီ export ထုတ်လို့နှိပ်ပြီးသွားပြီဆိုရင်ကို gallery file နဲ့ကိုဝင်လာတယ်အဲ့ကြတော့မှသွားပြီးတော့ကိုယူပြီးတော့ခုနကကိုထုတ်ထားတဲ့ video ကကြည့်အောင်ပဲဒါပဲကျန်တဲ့အပိုင်းတွေကတော့နောက်မှ video ရှင်းမှာဆိုလို့နောက်မှတစ်ပိုင်းချင်းပြန်ပြောပေးမယ်နော်အဓိကပထမ4 line ကိုဟောပြင်နားလည်ရပဲအဲ့မှာကိုလည်းလိုက်လုပ်ကြည့်ပေါ့အဲ့လိုကြည့်ရင်တော့အဆင်ပြေပါတယ်ဘာမှလည်းမခတ်ပါဘူးပြီးတော့ဝါတာမှလည်းမပေါအောင်တုံးရတာမဟုတ်အဆင်ပြေတယ်အဲဒါကြောင့်သဘောကျလို့ဒီဟာလေးနဲ့ဒါအစမ်းလုပ်ပြလိုက်တာပေါ့လေဒီ VN video editor ဆိုတာလေးနဲ့အဆင်ပြေကြပါစေဗျာ